အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ဒီ PHC Army Health Center ကနေကြိုဆိုပါရစေဒီ channel လေးကိုစိတ်ဝင်စားတယ်ဆိုရင် subscribe လုပ်ထားလို့ရပါတယ်ကျွန်တော်တို့အနေနဲ့ဒီဝိုင်းနဲ့တက်ဆိုင်တဲ့အကြောင်းအရာလေးတွေသပင်လုပ်ငန်းရောင်းပုံဝယ်ပုံလေးတွေကျွန်တော်တခြားနိုင်ငံတွေတခြားသပင်စက်ရုံကြီးတွေကိုတွားရောက်လေ့လာတဲ့အခါရိုက်ပြထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုလေ့လာလို့ရပါတယ်ဝင်ရောက်ကြည့်ရှုလို့ရပါတယ်မင်္ဂလာပါ PHC Army Health Center ကနေကြိုဆိုပါရစေခင်ဗျာကျွန်တော်တို့ဒီ channel လေးမှာကျွန်တော်တို့လုပ်ငန်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေစီးပွားရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေသပင်ရောင်းပုံသပင်ဝယ်ပုံစတဲ့အရာတွေရှိတဲ့အကြောင်းအရာလေးတွေကျွန်တော်အနေနဲ့တခြားနိုင်ငံတွေကိုတွားရောက်သပင်စက်ရုံတွေကိုလေ့လာတဲ့အခါဝန်တူတာလေးကိုကျွန်တော်ဒီ channel မှာကျွန်တော်တင်ပေးပါမယ်မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်ဒီ channel လေးကို subscribe လုပ်ထားလို့ရပါတယ်ဒီ channel လေးမှာသပင်နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေတခြားခရီးတွားရောက်ပြီးတခြားနိုင်ငံကိုလေ့လာတဲ့အခါစက်ရုံတွေလေ့လာတဲ့အခါကျွန်တော်ဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတင်ထားဖို့ရှိပါတယ်တင်ထားတဲ့အကြောင်းအရာလေးလည်းရှိပါတယ်ကျွန်တော်တရုတ်ပြည်သပင်ပြပွဲကိုတွားရောက်ပြီးလေ့လာထားတဲ့ဗီဒီယိုဖိုင်လေးတွေလည်းကျွန်တော်ရဲ့ဒီ channel လေးမှာရိုက်ပြထားတာလေးရှိပါတယ်အဲ့ဒါလေးကိုလည်းမိတ်ဆွေတို့အနေနဲ့ဝင်ရောက်ပြီးလေ့လာလို့ရပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ဒီ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါညီလေးဘုန်းကြီးနာမည်နဲ့လုပ်ငန်းလေးကိုလူသားသားတင်ပြတယ်ဘုန်းကြီးနာမည်ကတော့ရန်နိုင်ဦးလို့ခေါ်ပါတယ်လုပ်ငန်းလေးကတော့ Hair Business တပင်လုပ်ငန်းကိုလုပ်ကိုင်နေပါတယ် name လေးကတော့ PHC Army Health Center လို့ခေါ်ပါတယ်ဝင်းနေနဲ့ပေါ့ဒီလုပ်ငန်းကိုလုပ်ခဲ့တာဘယ်လောက်ကြာလဲဘုန်းကြီးနေနဲ့ကတော့ဒီ Hair Business တပင်လုပ်ငန်းကိုလုပ်ကိုင်ခဲ့တာ9နှစ်စိုးလေးဖြစ်နေပါပြီဘုန်းကြီးအဖေကတော့2000ဝန်းကျင်ကလေးကနေဒီ Hair Business တပင်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်ဘုန်းကြီးဖေရဆိုဒီတပင်လုပ်ငန်းကို Hair Business တပင်လုပ်ငန်းကို2000ဝန်းကျင်ကလေးကနေလုပ်ငန်းတေးသေးလေးကနေစပြီးတော့လုပ်ကိုင်ခဲ့ပါတယ်။ဝင်းနေနဲ့ပေါ့ဒီကလောလောဆယ်မှာဘလို့ပစ္စည်းတွေကိုဝယ်ပြီးလို့သူရည်သွေးမျိုးတွေကိုအဓိကထားပြီးတော့ဦးစားပေးဝယ်ပြီးဘုန်းကြီးတို့အနေနဲ့ကတော့အခုလောလောဆယ်မှာဖြက်ဆက်ပင်တွေကိုဝယ်ယူနေပါတယ်။ဖြက်ဆက်ပင်တွေကိုအရည်သွေးကောင်းရင်ဈေးကောင်းပေးပြီးဝယ်ယူပါတယ်။စိုက်ရောတွေစိုက်ပေါင်းတွေဝိတ်တိုးတွေပါရင်ဘုန်းကြီးတို့အနေနဲ့မဝယ်ယူပါဘူး။ပစ္စည်းအရည်သွေးကောင်းရင်ကောင်းတယ်လို့ဈေးကောင်းပေးပြီးတော့ဝယ်ယူနေပါတယ်။မိုက်ကယ်တွေစနစ်စက်ခွန်တွေကိုလည်းအခုလောလောဆယ်မှာကိုယူနေနဲ့ဈေးကောင်းပေးပြီးဝယ်ယူတယ်ဒီစီအီတွေးကောင်းရင်ကောင်းတယ်လို့ဈေးကောင်းပေးပြီးတော့ဝယ်ယူနေပါတယ်မိုက်ကယ်စနစ်စက်ခွန်လေးတွေရှိရင်ကိုယူလို့ရှိကိုလာရောင်းပေးလို့ရပါတယ်ဆက်ရှိအထက်လေးတွေလည်းဒီစီအီတွေးကောင်းရင်ကောင်းတယ်လို့ကိုယူနေနဲ့ဈေးကောင်းပေးပြီးဝယ်ယူပေးပါတယ်မိတ်ဆွေတို့ရှိမှလည်းမိုက်ကယ်တွေစနစ်စက်ခွန်တွေရှိလို့ရှိရင်ဆက်ရှိအထက်လေးတွေရှိရင်ကျွန်တော်တို့ PHC Army Health Center ကနေဈေးကောင်းပေးပြီးဝယ်ယူနေပါတယ်ခင်ဗျာကျွန်တော်အနေနဲ့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ဘယ်လိုလဲ